안녕하세요. 저는 모입니다. 얼마 후서 또 퀄리네 모로 그레이신라야. 혹시 마 question ကလေးရှိရပေါ့နော်ဟိုကဒီ question ကလေးတစ်ခုစီလိုက်မှာ game ဆောက်ကစားမှာ challenge လုပ်မှာဆိုတော့ရေးလိုက်တော့မယ်နော်ဩဒါပဲကြားတာပဲခုနကစိတ်ထဲမှာ first love နဲ့ဘယ်ရထားမှလွဲခဲ့ဘယ်ထားမှလွဲခဲ့လဲဆိုတော့မိုးကဒီမှာဒီ career က beauty blogger သူ့ career ကနိုင်ငံသားမှာအဲ့တော့မစုံတော့တာရထားလေဘလို့မှဘူးထားတာမရှိတော့သူ့ဘူးတာဟိုးဘက်မှာကို့ဘူးတာဒီဘက်မှာဆိုတော့အဲ့မှာလွဲသွားတာဘာကောင်းတော့လမ်းခွဲခြင်းနဲ့ပဲလွဲသွားပါတယ်ရှင်ကိုလက်တွဲဘော်ရဲ့ idea type ကဘယ်လိုမျိုးလဲဆိုတော့ idea type ကဘယ်လိုမျိုးလဲဆိုတော့တကူတန်ရှင်းမှုရှိရမယ်ပြီးခဏကိုလေးမှုမွေးတိုင်တိုင်လေးနဲ့တန်တန်ပြန်ပြန်လေးဆက်ရလက်တွေအဲ့လိုမျိုးဆိုအရန်ကြိုက်တယ်ပြီးတော့နည်းနည်းပေါ့ရုပ်ရည်မသိပေမဲ့နည်းနည်း six pack ကိုတော့ကြိုက်တယ်အဲ့ဒါမွေး idea type ဖြစ်ပါတယ်ဘယ်လောက်အတိုင်းထားဒီမူးဘူးလဲအငယ်ချင်းနေနဲ့မို့တောက်ရောတောက်တော့အဲ့ချိန်မှာကိုကအရင်ရောက်သွားဘူးเนาะအမြဲမိုးကချင်းရောက်တယ်ရောက်သွားတဲ့အချိန်မှာပြန်တော့မယ်ဆိုပြီးတော့မိုးပြန်တော့လေကားနဲ့သွားနေနဲ့ကားတကားယူဖွင့်ပြီးလက်မအန်ဝါအဲ့လိုအန်ဝါပြီးတော့မှောက်တာအဲ့လောက်ထိအရှက်မရှိဆိုတာမူးပါမူးလာရင်ဘာလို့ရကြိုက်လဲမူးလာရင်နည်းနည်း social လောက်ရကြိုက်လာတယ်လူမျိုးနည်းနည်းချစ်စိတ်တွေယူဖိတ်လာတာမူးလာကြီးစားဘယ်နှစ်ယောက်ကိုတပြိုင်လေးထားဘူးလေဘလို့မင်းကုန်းကြီးလဲအဲ့လိုတော့မလုပ်ဘူးပါဘူးတယောက်ဆိုတယောက်ဘရောက်ဆိုဘရောက်ရင်ထဲမှာပဲထားထားတာ